ကြားရတဲ့သူတိုင်းကိုတာရုခေါ်သွားလောက်တဲ့အထိမွန်မြတ်တဲ့အလူကြီးကျမတော်မဲ့ခိုင်နှုတ်ခိုင်နှုတ်ကမိဘမဲ့ကလေးတွေနဲ့ဆွေမြက်ခံကလေးတွေအတွက်ရင်သွေးလေးများဂေဟာကိုဖွင့်လှစ်ထားပြီးတော့ကလေးများစွာကိုစောင့်ရှောက်ပေးထားပါတယ်မောင်နှမသားချင်းမရှိဘဲအမေနဲ့သမီးနှစ်ယောက်တည်းနေခဲ့ရသူဖြစ်တာကြောင့်ခိုင်နှုတ်ကမိသားစုကြီးကြီးမားမားလိုချင်တယ်လို့လည်းပြောခဲ့ပူပါတယ်။အသက်ကြီးလာတဲ့အခါသားတွေသမီးတွေမြည်တွေမြစ်တွေနဲ့အသက်ရှိရှိနေသွားခြင်းနဲ့စိတ်ကိုရှိပြီးသူ့ရဲ့ကလေးတွေအကျွဲ့ပညာရေးကျန်းမာရေးကအစမျက်နှာမငယ်အောင်ထားပေးသူပါ။ဒါနဲ့မကသေးပါဘူး။မကြခင်မှာတော့ခိုင်နှုတ်ကရှင်မြုပ်နာသားအလူပွဲကြီးကိုကျင်းပတော့မှာဖြစ်ပါတယ်။ခိုင်နှုတ်ကသူ့ရဲ့ကလေးတွေကိုအရင်ကတည်းကသာသနာပေါင်းမှာကိုရင်ဝတ်ပေးဖို့အတွက်စိတ်ကူးရှိခဲ့တာဖြစ်ပြီးသင်္ကန်းဝတ်ထားတဲ့ကိုရင်တွေရဲ့မဲတော်အဖြစ်ဂုဏ်ယူခြင်းတဲ့သူဖြစ်ပါတယ်။သားတွေကိုသင်္ကန်းဝတ်နဲ့မြှဖို့အတွက်နှစ်အတော်ကြာဆောင်လိုက်ရတာဖြစ်ပြီးမကြခင်မှာတော့သူ့ရဲ့ဆန္ဒတွေပြေဝတော့မှာဖြစ်ပါတယ်။ရင်သွေးလေးများဂေဟာကတားယောက်ကြားလေး12ယောက်ကိုကိုရင်ဝတ်ပေးမှာဖြစ်ပြီးမိန်းကလေး17ယောက်ကိုတော့နားချွေးမင်္ဂလာကျင်းပပေးဖို့အတွက်ခိုင်နှုတ်ကတော့အဆအရာရာကိုပြင်ဆင်ပြီးသွားပါပြီရှင်။ကိုရင်ဝတ်လို့ရတဲ့အရွယ်ရှိတဲ့ကလေးတွေကိုကိုရင်ဝတ်ပေးမှဖြစ်ပြီးသမီးမိန်းကလေးတွေကိုလည်းမမေ့ထားပဲနားထွေးမင်္ဂလာပြုလုပ်ပေးသွားမှာဖြစ်လို့အားလုံးကိုတန်းတူမြတ်တာထားပေးနိုင်သူပါရှင်။ခိုင်နှုတ်ကဆရာတော်ကြီးတစ်ပါးကိုအမှုထားပြီးခုနှစ်ရက်သားသမီးတွေရဲ့အလူငွေနဲ့ရှင်ပြုနာသားပွဲကြီးကိုကျင်းပတော့မယ်လို့လည်းအသိပေးလိုက်ပါတယ်။မိဘရင်တွေကသားသမီးတွေကိုဆွမြတ်သွားပေးမယ်လေခိုင်နှုတ်ကတော့မိဘမြတ်တာအပြည့်နဲ့စောင့်ရှောက်ပေးတဲ့အပြင်သာသနာပေါင်းကိုလည်းတွတ်သွင်းချင်းမြင်ပေးတော့မှာပါ။တားယောက်ကြားတွေမွေးထားတဲ့မိဘတိုင်းကရှင်ပြုပြီးကိုရင်ဝတ်ပေးဖို့အတွက်မမွေးခင်ကလေးကစိတ်ကူးရင်လေးရှိပြီးမိဘအရင်တွေကတော့ဒီအခွင့်အရေးကိုမရလိုက်ပါဘူး။ကံမကောင်းအကြောင်းမလာတာကြောင့်မိဘအရင်တွေရဲ့ဆွမြတ်မှုကိုခံခဲ့ရပြီးခိုင်နှုတ်သာမကဲတင်ထားဘူးဆိုရင်တော့ဒီကလေးလေးတွေရဲ့ဘဝကလည်းမတွန့်စရာပါပဲရှင်။သွေးမတော်တမဆက်တဲ့ကလေးတွေကိုသားသမီးအရင်တွေလိုသဘောထားပြီးကြောင်းကောင်းကောင်းမှထားပေးခဲ့တဲ့ခိုင်နှုတ်ကအခုတော့သူ့ရဲ့အိမ်မက်တွေပြေဝတော့မှာဖြစ်ပါတယ်။ကလေးတွေကိုဆွမြတ်သွားတဲ့မိဘအရင်တွေနောင်တရလောက်အောင်ကလေးတွေကလိမ့်မာတဲ့အပြင်ကိုရင်ရဲ့အမေတော်ဖြစ်ခွင့်ကိုလည်းခိုင်နှုတ်ကပဲရရှိသွားခဲ့ပါပြီ။ခိုင်နှုတ်ရဲ့ကလေးတွေကိုမိဘမဲ့ကလေးတွေဆိုပြီးတချို့တွေကတနာကြသလိုတချို့တွေကလည်းမွေးစားကျင်ကြပါတယ်။ဒါပေမဲ့ခိုင်နှုတ်ကတော့ကလေးတွေကိုလုံးဝမွေးစားခွင့်ပေးမှာမဟုတ်ပဲသူ့ရဲ့အုပ်ထိပ်မှုအောက်မှာပဲထားပါတယ်။မိဘမဲ့ကလေးတွေဆိုပြီးတနာစရာမလိုပဲကလေးတွေရဲ့အမိကရုပ်ရှင်မင်းသမီးကြောင်လည်းဟုတ်သလိုပရာဟိတတက်ကြွသူလည်းဖြစ်နေပါတယ်။နာမည်ပြည့်မရှိပဲအနုပညာလောကထဲမှာဖြတ်သန်းလာခဲ့တဲ့ခိုင်နှုတ်ကလူတိုင်းမလုံနိုင်တဲ့အရာတွေကိုလည်းလုံနိုင်တဲ့သူဖြစ်လို့တာရုခေါ်နေကြပါတယ်။ခိုင်နှုတ်ကကလေးတွေကိုမွေးစားထားတာဘာမျှော်လင့်ချက်မှမပါသလိုကလေးတွေစီကပြန်လို့ခြင်းနဲ့စိတ်လည်းမရှိပါဘူး။သူကိုအမေအဖြစ်အတိမတ်ပြုလာအောင်ကြိုးစားခဲ့ပြီးသူကြိုးစားခဲ့တဲ့အတိုင်းကလေးတွေကလိမ္မာရေးချရှိကြပါတယ်။ကလေးတွေကိုတကြံပွဲမှာပြောတတ်အောင်သတင်းကြွမှလည်းကြော့တက်အောင်တင်စားပေးထားသလိုကလေးတွေရဲ့အရွယ်အလိုက်လူလေသေးမရှိအောင်ထားပေးနိုင်တာကြောင့်ခိုင်နှုတ်လည်းမျက်နှာပန်းလှနေပါတယ်။ကလေးတွေကထူးချွန်ရင်ထူးချွန်သလိုနိုင်ငံသားထိပို့ပြီးပညာသင်ပေးဖို့အတွက်ရွယ်ချက်တွေလည်းရှိသလိုသူတို့ဖြစ်ချင်းတဲ့ဆန္ဒတွေရီမန်းချက်တွေကိုလည်းဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။ခိုင်နှုတ်ကမိဘမြတ်တာကြီးမားတာကြောင့်သူ့ကိုတက်ရှိနှစ်သမီးလေးအဖြစ်တင်စားနေကြတဲ့အပြင်လူအများရဲ့လေးစားမှုကိုပါပို့ပြီးတော့ရရှိနေပါတယ်။မိဘအရင်တွေကတော့အကြောင်းအမျိုးမျိုးကြောင့်ကလေးတွေကိုစွန့်ပစ်ထားပြီးမိခိုင်နှုတ်ကသူ့လက်ထဲမှာကြောက်ကောင်းတစ်ပွင့်ဖြစ်အောင်လို့ပြိုးထောင်လိုက်ပါတယ်။မိဘအရင်တွေတောင်မလုပ်နိုင်တဲ့အရာတွေကိုလုပ်ပေးတဲ့အပြင်ရှင်ပြုနာတာပွဲကြီးကိုပါကျင်းပတော့မိခိုင်နှုတ်ရဲ့ပေါ့ပြည်သူကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါဦး။ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။